အင်ဂျလာလေးမကင်နိုင်ကြပြီဖြစ်လို့ဒီနေ့မှတော့ကျွန်မအင်ဂျလာလေးကင်တော့မှာဖြစ်ပါတယ်ရှင်ကျွန်မအရန်ရင်ကျေးသွားလားမသိဘူးဘိုင်းမသိကွာဒီကပိုင်းတွေအရန်ပြင်းနေလို့ခံစားရရှင်တို့ရောတော်တော်ဘာရှိကြရလားရှင်ကျွန်မလေအပြင်းတက်တဲ့ရက်တွေဆိုလို့ရှိရင်အင်ဂျလာလို့ Floran တို့ပဲကင်နေသိလားငါတို့ဘက်ကချောင်းကလည်းကန်တော့ကန်တဲ့ရလားမသိပါဘူးဟဲ့ငါတို့စတန်ပေးရတယ်မှာတာဝိုင်းလည်းပြစ်ခံထားတာတော့မှဝင်မလို့ဘူးဟောလွတ်သွားပြန်ပြီလွတ်သွားပြီငါပါသေးသွားပြီတော်တော်ကျွမ်းနဲ့ချောင်းတော့ငါတို့ဘက်ကချောင်းပါလေဟိုဘက်ကလည်းအင်ဂျလာနဲ့ဒီဘက်ကလည်းအင်ဂျလာနဲ့ဟုတ်တော့ဟုတ်နေပြီမဟုတ်တာကတော့သူ့ဘက်ကစကင်မရှိတာပဲကေးရကောက်စားဖို့မယူရပါဘူးရှင်သူ့ဘက်သူတော်တော်ဆက်ရသွားတာပါနော်ကျွန်မသူများဘက်တက်ခွာပြီးတော့စကေးလည်းကောက်စားမယ်အေးဒီကေးလည်းငါရတော့ပြန်ပြီအဲ့ကောင်မှမလွတ်စင်နဲ့လိုက်ကြစို့တာဝိုင်းကိုဖြတ်ပြီးတော့လိုက်ကြမယ်ဟဲ့လွတ်တော့မယ်မီးရလားအော်တော်ပါသေးရဲ့တေဝါလို့သူကတော်တွေကနေခွေးပါမဟုတ်ကြက်ပါခေါ်လာတွေ့လိုက်လားမသိဟောတော့ဒီမှာအပေါက်တွေညက်ကုန်ပြီကဲကြပါအောင်ဓမ္မနဲ့လိုက်ခုန်နေပြီကဲကြပါဦး somebody help me ကဲမဲ့သူမရှိကြတော့ဘူးလားဟောတော့ကဲမဲ့သူကြောက်ကကြိုက်သွားပြီဒါဆိုရင်တော့ကိုပဲအသိခံလိုက်ပါမယ်ကိုပဲလိုက်ခုတ်ကြတော့အင်ဂျလာလေ assistant ယူရတာတော့လွယ်တယ်တိလားကေးယူရတာလည်းလွယ်ဒါမဲ့ဒီလောက်လွယ်တဲ့ hero မကင်တဲ့သူကလည်းရှိသေးရဲ့နော်အဲ့လိုမျိုးနဲ့ကြုံဘူးလားမသိဘူးကျမတော့ခဏခဏကြုံဘူးလေရှင်သူကြည့်လိုက်ပြန်တော့အခုမှအင်ဂျလာကင်တာဆိုလည်းမဟုတ်ပြန်မဟုတ်ရင်လည်းကင်လာတာအဲ့တော့အင်ဂျလာကိုဘသူဘူးလို့ဘူးကမှမသိဘယ်ကိုခွာလို့ခွာမှမသိတဲ့သူကရှိသေးတာကဲထားလိုက်ပါတော့ကျမလည်းပြင်းနေရည်များလားမများလားကျမအင်ဂျလာကင်လို့ favorite hero ဖြစ်တော့မယ် Selena Zine skin အသေးလေးထွက်လာတာလည်းအရန်လှရယ်နော်ကျမလည်းတန်းတော့နဲ့ပေါက်မလို့သွားပြီးဂုံးစီးပြမိသေးတယ်မရခဲ့ပါဘူးရှင်ငငယ်တုန်းကလိုမျိုးလေဆူတောင်းခေါင်းကြီးတောင်လည်းကားမရဘူးဆိုတဲ့စကားရှင်တို့တော့ကြားဘူးကြလားမသိဘူးအဲ့လိုဖြစ်နေပြီဒီဘက်ထဲမှာကျမကိတ်ကောက်စားမယ်ဆိုစီစဉ်တာဘာကေးမှလည်းမရဘူးကိုလုံးကကိုထက်တော်နေကြတော့လားမသိဘူးရှင်ဟုတ်တော့ဟုတ်နေကြပါပြီအင်ဂျလာကိုင်းနဲ့ pro player လေးလေကို login မဲ့ပုတ်ကူးနေလို့ stock မပြောခဲ့ဘူးနော်သိလားအဲ့မှာ login မဲ့ပုတ်ကူးတဲ့အကျိုးကျေးဇူးကြောင့်လေပွဲတိုင်းစတိုက်ရှုံလဲမမော့ကတဲ့သူတွေက shocky သေးတာကျမလိုမျိုး Angela pro player ဆက်ဆံလိုအပ်တဲ့သူတွေကိုပဲ support ပေးကြဖို့ပြောပြလိုက်ချင်ပါတယ်ရှင်ကဲပွဲလေးပြီးသွားပြီဆိုတော့ထုံးစံတိုင်း comment like and follow လုပ်ပေးကြပါအောင်ရှင်အားလုံးပဲ see you later နောက် video မှာပြန်လည်ဆုံတွေ့ကြမယ်နော် bye